ဒီယာဒီမှာအာဆင်နယ်အသင်းအတွက်မီခေးအာတီတာလုပ်ပြသွားခဲ့တဲ့ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရင်သူ့ရဲ့နီးပြအရေးသွေးနဲ့အဆင့်တန်းဟာဘလောက်အထိမြင့်မားလဲဆိုတာလူတိုင်းနားလည်သွားပါလိမ့်မယ်။ဒါဟာတော်ယုံတန်ယုံနီးပြတစ်ယောက်လုပ်ပြနိုင်ဖို့လုံးဝမလွယ်ကူတဲ့ကိစ္စလည်းဖြစ်ပါတယ်။ယာဒီအစမန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာတင်ကိုင်းဟာဘက်တစ်ယောက်ပြင်းထန်တဲ့ဒဏ်ရာကြောင့်၄ လကျော်အထိအနားယူခဲ့ရသလိုအသင်းရဲ့တိုက်စစ်ပိုင်းမှာအားကိုးရဆုံးဖြစ်တဲ့ဘူကာယိုဆာကာကလည်းဒဏ်ရာရပြီး၄ လတိတိဆုံးရှုံးခဲ့ရပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ပထမရာသီဝက်မှာအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဂျူရီယန်တင်ဘာကလည်းအရေးကြီးဆုံးဖြစ်တဲ့ရာသီပိတ်ပွဲစဉ်တွေမှာ2 လကျော်ကြာဒဏ်ရာရရှိပြီးပွဲကြီးပွဲကောင်းတွေမှာအားကိုးရတဲ့မယ်ရီနိုကလည်း၄ လကျော်အထိဆေးရုံတင်ခဲ့ရပါတယ်။အိုဒီကဲရဲ့နေရာမှာအလှည့်အပြောင်းသုံးဖို့ရည်ရွယ်ထားတဲ့အီဇီးကလည်း2 လရာသီအစမှာတင်ဘန်ဝိုက်ကလည်းဒန်ယာရမာဒူကီကလည်း2 လနားခဲ့ရပြီးအသင်းကောင်းဆောင်မာတင်အိုဒီကက်ကိုယ်တိုင်လည်းရာသီတစ်ခုလုံးကြန့်ခိုင်မှုမပြေဝခဲ့ပါဘူး။ကလာဖီအိုရီကလည်းမကြာခဏဒဏ်ရာရနေခဲ့တယ်လို့ခံစစ်တိုင်းကြီးဂါဘရီယယ်တောင်မှ1 လကျော်အထိအနားယူခဲ့ရပါသေးတယ်။ဒါအပြင်ဇန်နဝါရီအပြောင်းရွှေ့မှာပြိုင်ဘက်မန်ချက်စတာစီးတီးအသင်းကပေါင်တန်း200နီးပါးအသုံးပြုပြီးအင်အားဖြည့်တင်းနေချိန်မှာအာဆင်နယ်အသင်းကတော့ကစားသမားတစ်ယောက်မှခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ကစားသမားတစ်ယောက်ဒဏ်ရာကပြန်ကောင်းလာဖို့ကြံလိုက်နောက်တစ်ယောက်ကထပ်နာသွားလိုက်နဲ့ရာသီတစ်ခုလုံးမှာတင်အဓိကကစားသမား10 ယောက်ထက်မနည်းဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒါပေမဲ့ဒီလိုအကျက်တဲတွေအခက်ခဲတွေအားလုံးကိုမီခေးအာတီတာဟာကြံ့ကြံ့ခံကြော်ဖြတ်ပြခဲ့ပါတယ်။အားကိုးရတဲ့ကစားသမားတွေဒီလောက်အထိဒဏ်ရာရရှိတော်လဲရှိတဲ့လူစည်းရင်းနဲ့အဆုံးသတ်မှာတော့ပရီးမီးယားလိချန်ပီယံဆုကိုအရယူပေးခဲ့ရုံတင်မကပဲရှုံးပွဲမရှိစံချိန်နဲ့အတူအသင်းကိုချန်ပီယံလိဗိုလ်လုပွဲဖိုင်နယ်အထိတက်လှမ်းအောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်အခက်ခဲတွေကိုအကောင်းဆုံးတုံ့ပြန်ပြီးတမိုင်းစိုက်ထူပြသွားခဲ့တဲ့အာတီတာရဲ့စွမ်းဆောင်ရည်ဟာတော်ယုံတန်ယုံနီးပြတွေဘလို့မှလုပ်ပြနိုင်မှာမဟုတ်တဲ့ကမ္ဘာအဆင့်မီပြောင်မြောက်မှုတစ်ခုပဲဖြစ်ပါတယ်။အခုကြည့်နေတဲ့ဘောလုံးကြီးပရိသတ်တို့ရောချန်ပီယံလိဂ်ဖိုင်နယ်ဘဲအသင်းအနိုင်ရသွားမယ်လို့ထင်ပါတယ်